မင်္ဂလာပါဒေါက်တာပြုတ်တီဟာရဲ့ပျော်ရွှင်ပါစေစာအုပ်ထဲကပြောင်းလဲလာဖို့မျှော်လင့်နေသေးတာလားဆိုတဲ့ဆောင်းပါးကိုဖတ်ပြချင်ပါတယ်ပြောင်းလဲလာဖို့မျှော်လင့်နေသေးတာလားကြားမှုကြမှာပါအချစ်နဲ့တွေ့မှပြောင်းလဲသွားတယ်ဒီကောင်မလေးနဲ့တွေ့မှအလုပ်တွေစူးစမ်းလာတယ်ခလေးရသွားတော့မှဘလို့ဖြစ်သွားတယ်စသဖြင့်ပြောင်းလဲလာကြတဲ့အကြောင်းတွေဖတ်ဖူးကြပါလိမ့်မယ်ကိုယ်တိုင်လည်းအပြင်မှာမြင်မှုပါလိမ့်မယ်အဲ့ဒီတော့ကိုယ်တိုင်လည်းကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုကိုယ့်ကြောင့်နဲ့ပြောင်းလဲလာဖို့မျှော်လင့်မိတာပေါ့မျှော်လင့်တဲ့အတိုင်းလဲစူးစမ်းမိတယ်တိတ်ဆိုးတဲ့အကောင်လေးကိုကြိုက်မိတယ်ငါလက်ထဲကျမှပြုတ်ပြင်းယူမဲ့ဆိုတဲ့အတွေးနဲ့စချင်းတော့ပြောင်းလဲလာသလိုပြုတ်ပြင်းလာသလိုရှိတယ်နောက်တော့လဲအရင်အတိုင်းပဲကိုသာသူ့နဲ့ကြိုက်လိုက်ရတာအဖက်တင်သွားတယ်တကယ်တော့ကို့ကြောင့်သူပြောင်းလဲသွားတာမဟုတ်ဘူးသူကပြောင်းလဲခြင်းစိတ်ချစ်လာတဲ့အတွက်သာပြောင်းလဲသွားတာပဲအဲ့ဒီစိတ်ကကို့ကြောင့်ပေါ်လာတာဟုတ်ချင်းဟုတ်လိမ့်မယ်ဒါပေမဲ့ကိုစူးစမ်းလို့ဖြစ်လာတာမျိုးမဟုတ်သူဟာသူကိုပြောင်းလဲခြင်းစိတ်ကပေါ်လာတာနားရှုပ်သွားလားမသိဥပမာကောင်လေးတစ်ယောက်ကအလုပ်မစူးစမ်းဘူးဘဝကိုခတ်ပေါ်နေတယ်သူ့ဘဝမှာဘာမှမျောလင်းထားတာရီမှန်းထားတာရဲ့လို့မရှိဘူးအဲ့ဒီလိုနဲ့ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်သူ့ကိုတင့်တဲထားခြင်းတဲ့စိတ်တွေကို့အတွက်နဲ့တငယ်ချင်းတွေကြားထဲမှာမျက်နှာမငယ်စေခြင်းတဲ့စိတ်တွေပေါ်လာတယ်ဒီလိုနဲ့အလုပ်ကိုစပြီးစူးစမ်းတယ်ဒီကောင်မလေးကြောင့်လားဆိုဟုတ်တယ်ဒါပေမဲ့သူစူးစမ်းလို့ပြောင်းလဲလာတာလားဆိုတော့မဟုတ်ဘူးကောင်လေးကစူးစမ်းခြင်းစိတ်ပေါ်လာလို့ဖြစ်ပါတယ်ဒီလိုအတွဲကိုကြည့်ပြီးငါလဲအလုပ်မစူးစမ်းတဲ့ကောင်လေးတစ်ယောက်နဲ့တွဲကြည့်မယ်လို့တွေးလို့မရဘူးတချို့ဆိုရီးစားရလဲအဲ့ဒါလိုစူးစမ်းခြင်းစိတ်မဖြစ်အိမ်တောင်ပြုတ်ပြီးလဲမဖြစ်နောက်ဆုံးခလေးရသွားတဲ့အထီတောင်မဖြစ်သေးတဲ့သူတွေမှအများကြီးပြောချင်တာကကိုယ့်ပတ်ဝန်းကျင်ကလူတွေကိုကိုယ့်ကြောင့်ပြောင်းလဲလာအောင်စူးစမ်းလို့မရဘူးဆိုတာပဲပြောင်းလဲခြင်းစိတ်ရှိလာသူကသာပြောင်းလဲနိုင်အောင်ကူညီပေးလို့ရမယ်ဒီပေါ်မှာကိုယ့်ဘဝဖြတ်သန်းမှုပေါ်မူတည်ပြီးအမြင်ကွဲချင်ကွဲလိမ့်မယ်ကျွန်တော်ကတော့အဲ့လိုပဲခံယူတယ်ပြောင်းလဲပြစ်မယ်ဆိုပြီးတွေးမထားဘူးထင်တယ်လို့ပြောင်းမလာတဲ့အခါပေးမရလိမ့်မယ်ကိုမိသားစုထဲကအဖေအမေညီနောက်ဆွေမျိုးတွေတငယ်ချင်းတွေလုပ်ဖို့ကိုင်းဘတ်တွေထဲမှာလဲပြန်ကြည့်လိုက်တော့ကို့ကြောင့်ပြောင်းလဲသွားကြတဲ့သူမရှိသလောက်ပဲပြောင်းလဲခြင်းစိတ်ဖြစ်လာတာကိုကူညီပေးခဲ့တာပဲရှိတယ်ဒါကြောင့်ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ကမ္ဘာကျော်ပုဂ္ဂိုလ်မာရှယ်ကိုရင်စမစ်ကသူ့စာအုပ် Triggers ထဲမှာရေးထားတယ်အပြောင်းအလဲနဲ့ပတ်သက်တဲ့အမှန်တရားတစ်ခုကကိုယ်တိုင်ပြောင်းလဲခြင်းစိတ်မရှိဘဲနဲ့ဘယ်သူကမှပြောင်းလဲပေးလို့မရနိုင်ဘူးဆိုတာပါပဲတဲ့ကိုယ်တိုင်နဲ့လဲစဉ်းစားကြည့်ပါဦးစာရီဖတ်တယ်ရုပ်ရှင်တွေကြည့်တယ်ဆုံးမစကားတွေနားထောင်မှုတယ်အဲ့ဒီအတိုင်းအကုန်လိုက်ပြောင်းလဲကြလို့လားဘလောက်ပဲဖြစ်တဲ့နဲ့လုပ်တဲ့နဲ့သိထားပါစီအောင်လက်တွေ့ကြလှုပ်ချင်မှလှုပ်တာကိုတောင်အဲ့လိုဖြစ်နေပြီးကိုပတ်ဝန်းကျင်ကလူတွေကိုကြမှကိုကြောင့်ပြောင်းလဲစေခြင်းနဲ့ဆိုတော့လက်တွေ့ကြမကြစဉ်းစားကြည့်ဖို့ကောင်းတယ်ဒီအတိုင်းဖြစ်ချင်တာဖြစ်လွှတ်ထားပေးရမယ်မဆိုလိုပါဘူးကိုယ်စိတ်ထဲမှာတအားကြီးညှော်လင့်မထားစေချင်တာပါကျွန်တော်စီကိုလာတိုင်ပင်ကြတယ်မိဘနဲ့ပတ်သက်လို့သားသမီးနဲ့ပတ်သက်လို့ချစ်သူရင်းစားနဲ့ပတ်သက်လို့စသဖြင့်ပေါ့အမေးများတာကသူ့ကိုပြောင်းလဲလာအောင်ကျွန်တော်ကျမဘယ်လိုလုပ်ရမလဲဆိုတာပဲကျွန်တော်ပြန်ဖြေခဲ့တယ်မမျှော်လင့်နဲ့ဒီလိုကြီးပဲဆက်သွားရမယ်မဆိုလိုပါဘူးပြောင်းလဲလာမယ်မျှော်လင့်နေတဲ့အခါတိတ်ပင်ပန်းရတယ်အဲ့ဒီအပြင်သူ့အပေါ်လဲအမြင်မကြည့်တော့ဘူးစကားတွေပုံများလာမယ်မကောင်းတဲ့လို့ပြဿနာမဖြစ်ချင်လို့သာကိုယ့်ရှိမှဟန်ဆောင်လိုက်တာတကယ်တမ်းပြောင်းလဲလာတာမဟုတ်ဘူးဒီတော့အရှိအတိုင်းလက်ခံပေးလိုက်တာကကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုပို့ပြီးတော့ကောင်းမွန်စေလိမ့်မယ်ဒါကြောင့်အခုကစားပြီးအဲ့လိုလေးအမြင်ပြောင်းကြည့်ပါကိုမိဘရဲ့အကျင့်တစ်ခုကိုမကြိုက်ဘူးစဉ်းစားကြည့်ကိုတောင်သူတို့မွေးပြီးလို့ကိုတောင်ဒီရွယ်ရောက်နေပြီသူတို့အကျင့်ဆိုတက်တန်းဘလောက်ကြာနေမလဲစဉ်းစားကြည့်အဲ့ဒါကိုအချိန်တိုကလေးနဲ့ဘယ်လိုပြောင်းလဲမှာလဲဘဝဆိုတာအဲ့လောက်ကြီးလွဲရအောင်မြမကမှမဟုတ်တာကိုချစ်သူရဲ့အကျင့်ကိုမကြိုက်ဘူးသူ့ကိုမွေးထားတဲ့သူ့မိဘတောင်ပြောင်းမရတာငါအလှည့်ကြမှာအချစ်အတွက်နဲ့အရာကိုအကောင်းအတိုင်းဖြစ်စေမယ်ဆိုပြီးသူရဲ့ကောင်းမလုပ်ချင်ပါနဲ့လူတွေကိုပြောင်းလဲဖို့မျှော်လင့်နေတာထက်သူတို့နဲ့ပတ်သက်တဲ့ကို့အမြင်ကိုသာပြောင်းလဲနိုင်အောင်ကြိုးစားတာကပိုပြီးလက်တွေ့ကြမယ်ရလက်မြန်ထွက်မယ်လို့မြင်မိပါတယ်အခုဖတ်ပြခဲ့တာကဆရာဒေါက်တာဖြိုးတီဟာရဲ့ပျော်ရွှင်ပါစေစာအုပ်ထဲက
ပြောင်းလဲလာဖို့မျှော်လင့်နေသေးတာလားဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်